အားလုံးမင်္ဂလာပါ Aeroplane Media တွေပြန်လည်ကြိုဆိုလိုက်ကြပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့အခြားအာရုံနဲ့ပတ်သက်ပြီးတော့ hearing protection အကြောင်းကိုတခြားလေးရှင်းပြပါမယ်ဒီမှာကျွန်တော်ကတော့အချက်ကတော့9ချက်လောက်ရှိတဲ့အတွက်ပတ်ဝန်းပတ်တူခွဲပြီးတော့ကျွန်တော်ပြောပါမယ်အခုပတ်ဝန်းမှာလည်းကျွန်တော်၄ချက်ကိုပဲရှင်းပြမှာဖြစ်ပါတယ်ဒီ hearing protection ကလုပ်ငန်းဝင်မှာလည်းအရေးပါတဲ့အတွက် short ပြီးတွက်လို့အဆင်ပြေပါဘူးအဲအကြောင်းမို့တခြားလေးစိတ်ဝင်စား like ကြည့်ဖို့ညွှန်လင်းပါတယ်အဲ့မှာကျွန်တော်ပြောချင်တဲ့၄ချက်ရှိပါတယ်အဲ့မှာဆိုတော့ဒီမှာကျွန်တော်တို့ sound and noise ရှိမယ်เนาะပြီးရင် noise hazard control ရှိမယ်ပြီး how is sound measure sound ဘယ်လိုတိုင်းတာမလဲရှိမယ် three types of survey 3မျိုးရှိမယ်ကျွန်တော်တို့ဒီမှာ hearing protection ပထမပတ်1မှာ sound and noise ဆိုတာဘာကိုပြောရလဲဒီမှာကျွန်တော်ဒီမှာ sound and noise ဆိုတာ sound is what you hear sound ဆိုတာ what you hear မြင်ကြားနေတဲ့အတန်တိုင်းအကုန်လုံး sound အတန်လို့ခေါ်တယ်ကွာကြားတဲ့အတန်အကုန်လုံးဘယ်ဟာပဲဖြစ်ဖြစ်ငှက်အော်အတန်အစာမတော်ကားသွားတဲ့စကားပြောတဲ့အဲ့ဒါ sound ဖြစ်တယ် noise is any sound that you don't want to hear ဒီမကြားခြင်းတဲ့အတန်ကိုnoise လို့ပြောတယ်ဘာလို့လဲဆိုတော့မော်တော်ကားနဲ့အရန်စုညံနေမကြားခြင်းဘူးအဲ့ဒါ noise ပြောသွားတယ်အဲ့လိုမျိုး sound ဆိုတာဘယ်ရဖြစ်ဖြစ်ကြားတဲ့အတန် noise ဆိုတာမကြားခြင်းတဲ့အတန်စုညံတန်တို့ဘာလို့အဲ့ဒါကို noise လို့ပြောတယ်เนาะပြီးနောက်တစ်ချက်မှာကျွန်တော်တို့ how is sound measure အတန်ဘယ်လိုတိုင်းလဲ decibel နဲ့တိုင်းတာတယ် decibel ဆိုတာ the pressure of sound ကိုပြောပါတယ် decibel ဆိုတာเนาะပြီးနောက်တစ်မျိုးက frequency နဲ့တိုင်းတာတယ် frequency ကဘယ်လိုလဲဆိုတော့ sound pitch လေးကိုကျွန်တော်တို့တိုင်းတာတာဒီကောင်ကိုကျွန်တော်တို့ hertz လို့ပြောတယ်ပြီး cycle per second လို့လည်းကျွန်တော်တို့ပြောတယ် hertz နဲ့ cycle per second တွေကတော့အတူတူပါပဲအဲ့ဒါတော့ frequency ရဲ့ unit ဖြစ်ပါတယ် decibel ကတော့ dB ဖြစ်ပါတယ် dB ဆိုတာတော့ the pressure of sound ကိုပြောတာဖြစ်ပါတယ်ဒီမှာ 3 type of survey 3မျိုးရှိတယ်ဒီမှာ basic survey ရှိမယ်ကျွန်တော်တို့ကအဲ့ဒါပုံမှန်ပြီး detail survey ဆိုကျွန်တော်အသေးစိတ် survey ကိုအချက်လက်ထဲမှာစာအုပ်နဲ့အတိအကျမှတ်ထားတယ် engineering survey ကတော့ကျွန်တော်တို့ engineer တွေအတွက်လိုအပ်တဲ့ survey ကိုပြောတာဖြစ်ပါတယ်အဲ့ဒါကိုတော့ engineering survey လို့ပြောပါတယ် ကျွန်တော်တို့က engineering ဘာသာရပ်ကိုလေ့လာနေတဲ့အတွက် engineering survey ကိုတော့ကျွန်တော်တို့တေချာတိမအဆင်ပြေမှာဖြစ်ပါတယ် noise hazard control စုညံတဲ့အတန်ကိုဘယ်လိုမျိုးထိမ့်သိမ်း control လုပ်ကြအောင်လဲဆိုတော့1 2 3 4 5ချက်ရှိမယ် elimination ကကျွန်တော်အကောင်းဆုံး best option အကောင်းဆုံးချက်တစ်ချက်ပြတဲ့ elimination ကသူကဘယ်လိုမျိုးလဲဆိုတော့ hazard ကိုမရှိအောင်လုပ်တယ်ပြီးရင်မရှိတော့အကောင်းဆုံးအဲ့လိုမျိုးအခြေအနေကိုကျွန်တော်တို့ elimination လို့ခေါ်တယ်ကျွန်တော်မျိုးလုံးထဲမှာမြင်တာဥပမာနဲ့ပြောပြရမယ်ဆိုရင်ဘယ်လိုမျိုးဆိုတော့ကျွန်တော်တို့ပစ္စည်းအကြီးကိုတည်မယ်ပစ္စည်းအကြီးကိုကျွန်တော်တို့တည်မှုအတွက်ကျွန်တော်တို့လူအားကိုသုံးတယ်လူအားကိုသုံးတဲ့ဟာကျွန်တော်တို့အတွက်အနေဖြစ်နိုင်တယ်ဒါကြောင့်မို့ကျွန်တော် auto set တွေကိုလူအစား auto set တွေကိုပြောင်းပြီးကျွန်တော်တို့အသုံးပြုတယ်အဲ့ဒါကတော့ elimination လို့ခေါ်ပါတယ်အဲ့ဒါတော့ best option အကောင်းဆုံးအချက်ဖြစ်ပါတယ်ပြီးရင် substitution ကတော့ကျွန်တော်တို့ second option ဒုတိယအချက်ပေါ့ဒါပေမဲ့ stay good ကောင်းပါသေးတယ် substitution ကကျွန်တော်ဘယ်လိုမျိုးလဲဆိုတော့ထည့်သွင်းတယ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီမှာလုပ်ငန်းခွင်အတွင်းမှာကျွန်တော်တို့အမြင့်တက်တဲ့အခါမှာကျွန်တော်တို့ကစက်တွေပါရဲသုံးခိုင်းလို့အဆင်ပြေဘူးလူဒီတေးကြတယ်လူလုတ်ကမယ်ဆိုရင်ကျွန်တော်တို့လူကိုတော့တက်ခိုင်းတယ်ဒါပေမဲ့သူ့ကိုလူကို safety တွေနဲ့ကျွန်တော်တို့တေချာလုပ်ပြီးတော့တက်ခိုင်းတယ်အဲ့ဒါကို substitution လို့ခေါ်တယ် elimination ဆိုတာကျွန်တော်တို့လုံးဝပြောင်းလဲသွားတာပထမမူလအရာမရှိတော့ဘဲနဲ့ဒုတိယအရာနဲ့အစားထိုးရတာကို elimination လို့ခေါ်ပြီး substitution ဆိုတာကတော့ပထမမူလအရာရှိသေးတယ်ဒါပေမဲ့လည်းဒုတိယအရာတခြားအရာနဲ့အစားထိုးတယ်အဲ့ဒါကို substitution လို့ခေါ်ပါတယ် engineering control ကတော့ကျွန်တော်တို့ design တို့ machine တို့ကျွန်တော်တို့ control လုပ်ပြီးတယ်အဲ့ဒါကို engineering control ဖြစ်တယ် engineering control ဆိုတာမျိုးလုံးထဲမှာမြင်အောင်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ကားဆိုရင်လည်းအမှကားမှာဘိန်းတွေပါတွေပြောင်းတယ်အဲ့လိုမျိုး serial တွေပါတွေပြောင်းတယ်အဲ့လိုမျိုးအခြေအနေကိုကျွန်တော်တို့
engineering control လို့ပြောပါတယ် administrative control ဆိုတာကျွန်တော်တို့ rule နဲ့ procedure တွေကိုပြောတယ်ဘယ်လိုမျိုးလဲဆိုတော့အဓိကကတော့အဲ့ဒါကတော့လူတွေကိုလုပ်ခိုင်းတာ rule တို့ procedure တို့ကလူတွေကိုလုပ်ခိုင်းတဲ့ rule တွေဖြစ်တယ် engineering control ကြတော့ကျွန်တော်တို့ set တွေတို့တတ်မဲ့အရာဝတ္ထုတွေကိုအဓိကလုပ်ခိုင်းလို့ရတဲ့အရာဖြစ်တယ်နော်နောက်ဆုံးတစ်ချက်က personal protective equipment PPE ကတော့လူတိုင်းသိမှာဖြစ်ပါတယ်ဆိုရင်တော့ကျွန်တော်တို့ hearing protection နဲ့ပတ်သက်ပြီးတော့အချက်၄ချက်ကိုတော့ကောင်းပေါက်ဝမ်းမှာတည်ဝမ်းမယ်လို့ပြောနေပါတယ်အရိုးမီကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဘုဒ္ဓတာတွေကိုဆက်လက်တင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Aerowit မီလေးကို follow လုပ်ထားပေးပါဦးနော်